Hello ဒီနေ့လူငယ်ဆန်ဆန်ဒီလိုပိုလာရိတ်ပွဲတက်ထလှလေးကိုကြိုက်တဲ့သူလေးတွေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒါလေးတွေကလေမြန်မာငွေ3800ပဲရှိတယ်3800နဲ့ဒီလိုပိုလာရိတ်ဖောင်းကြွားပေါ့နော်ဒီဟာလေးတွေဆိုလို့ရှိရင်ဈေးကွက်ထဲမှာတအားတူမိန်ကလေးတွေလူကြိုက်များတဲ့အသားလေးနော်စိုက်ကလေမီဒီယန်ရဲ့လက်ဆိုင်ရဲ့2မျိုးရှိပါတယ်မီဒီယန်ဆိုလို့ရှိရင်ခါ24ကနေ29ဆိုရင်မီဒီယန်လေးရတယ်နော်လက်ဆိုင်ဝတ်တဲ့သူတွေကလူရမ်းမထွားအောင်ဆိုရင်ခါ29ကနေခါ30ထိကိုလက်ဆိုင်ယူလို့ရပါတယ်ထမိန်ကဘယ်ဘုံတစ်မျိုးပဲထုတ်ထားတယ်နော်လေးလွှာကြီးထမိန်အသားကြီးတက်ပါဘယ်ဘုံဆိုပေမဲ့လေညာဘုံဝတ်တဲ့သူတွေကလည်းလေသူကကြီးထမိန်ဆိုတော့လမ်းလျှောက်ရင်အကွဲတွေဘာတွေမပါတော့လေဝတ်ကတာအရင်အဆင်မပြေမဖြစ်ဘူးနော်အမားတို့ဆိုလည်းညာဘုံဝတ်တဲ့သူတွေပါလက်လီလက်ကရောင်းပေးထားတာမဟုတ်လို့တစုံချင်းစီဝတ်ချင်တဲ့သူပဲဖြစ်ဖြစ်တကယ်လို့ဆိုင်ဖွင့်ချင်လို့ပြန်ရောင်းချင်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီဇိုင်းအစုံရောယူလို့ရတယ်နော်ဒီဇိုင်းအထက်ဆဲတဲ့ပြည့်ပြီးဆိုတာနဲ့အမတို့လက်ကားစင်းနဲ့ဆင်ပြအောင်လုပ်ပေးထားပါတယ်ကျိုင်းနေတဲ့လို့မာယူချင်နေဆိုရင်အမတို့ရဲ့ The Fashion 93လုံး Facebook page ဒါမှမဟုတ်ဘူး Viber ဆိုရင်လည်း09603848မှာလာရောက်ပြီးတော့မာယူလို့ရပါတယ်အမတို့ကရန်ကုန်ကနေပို့တာနော်တနိုင်ငံလုံးလည်းပို့ပေးပါတယ်ထိုင်းမလေးရှားစင်ကာပူဘက်ကိုလည်းပို့ပေးပါတယ်ရှင်ဗီဒီယိုဆုံးဖြတ်ကြည့်ပေးတာကျေးဇူးပါ